စကိုင်းမြို့ပေါ်တွင်ငလင်ဘေးတင်ပြည်သူတွေအတွက်လှူဒန်းထားတဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုကျေးရွာအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကရိုက်နှက်လူယူမှုဖြစ်ပွားဆိုတဲ့အကြောင်းပြောပြပေးပါမယ်။စကိုင်းမြို့ပေါ်တွင်ငလင်ဘေးတင်ပြည်သူများအတွက်အလှပစ္စည်းများကိုအလှရှင်များကလာရောက်လူဒန်းစဉ်စန်းတေးရက်ကွက်ထွတ်ခေါင်ကျေးရွာအုပ်ချုပ်ရေးမှုကအုပ်စုဖွဲ့ရိုက်နှက်လူယူမှုဖြစ်ပွားခဲ့တယ်လို့ပြောပါတယ်။ယနေ့ဧပြီလ9ရက်နေ့တွင်အလှရှင်အဖွဲ့တစ်ဖွဲ့ကစကိုင်းမြို့ပေါ်မှငလင်ဘေးတင်ပြည်သူများရဲ့စားဝတ်နေရေးအတွက်ကယ်ဆယ်ရေးကူညီရေးပစ္စည်းများလာရောက်လူဒန်းကြောင်းကျေးရွာလူကြီးနှင့်အဖွဲ့ကအလှရှင်များကိုအလှပစ္စည်းတွေသူတို့ထံအနှံရန်တောင်းဆိုကြောင်းတို့ရာတွင်အလှရှင်အဖွဲ့ကကယ်ဆယ်ရေးပစ္စည်းများကိုရွာလူကြီးထံအနှံခြင်းမပြုဘဲငလင်ဘေးတင်ပြည်သူများထံသို့ကိုယ်တိုင်လက်ရောက်လူဒန်းတာကြောင့်ရွာလူကြီးနှင့်အဖွဲ့ကအလှရှင်များလှူဒန်းထားတဲ့ပစ္စည်းများကိုလာရောက်သိမ်းဆည်းလူယူသွားကြောင်းသိရှိရပါတယ်။အလှရှင်တွေကရွာလူကြီးစီကိုအလှပစ္စည်းမအပ်ဘူးသူတို့ဟာသူတို့ပြိုတဲ့စရင်ကိုပဲလိုက်ကြည့်ပြီးပေးတာအဲ့ဒါကိုရွာလူကြီးကသူ့ကိုမပေးရကောင်းလားဆိုပြီးလာပြန်လူတာအလှရှင်အဖွဲ့ကရက်ကွက်လူကြီးစရင်ကိုမလိုချင်ပါဘူးဆိုပြီးတော့မိုးကတဲထိုးနေတဲ့သူတွေကိုအလှပစ္စည်းတွေလိုက်ဝေနေတော့အုပ်ကြီးနဲ့အမျိုးတွေကသူတို့မရလို့ဆိုပြီးလာလူတာလို့ဒေသခံတအူးကပြောပါတယ်